မင်္ဂလာပါဒီတစ်ပတ်တော့အရင်လုံနေကြကြောက်ကြောတွေနဲ့မတူပဲအမြင်ဆန်းသစ်တဲ့လေးလွှာအုံတို့ကြောက်ကြောလုံနည်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်အုံတို့ကြောက်ကြောမှာပါဝင်တဲ့ပစ္စည်းအမျိုးအစားကမများလာသလိုလုံးရတာကလည်းမခက်ပါဘူးတခုရှိတာကလေးလွှာဖြစ်အောင်လုပ်ဖို့အတွက်တော့အချိန်ပေးရပြီးနည်းနည်းတော့စိတ်ရှိရပါတယ်ဒါပေမဲ့အားလုံးပြီးသွားရင်တော့ပုံမှန်မြင်ရတဲ့အတိုင်းစားခြင်းစပွဲနဲ့အရသာရှိတဲ့လေးလွှာအုံတို့ကြောက်ကြောလေးကိုရရှိလာမှာဖြစ်ပါတယ်ဒါဆိုရင်အခုပဲကျမနဲ့ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ကြရအောင်နော်ကြောက်ကြောကြိုဖို့အတွက်ဆိုရင်အုံးရည်အကြည်လွှာနဲ့အုံးတို့အလွှာဆိုပြီးတော့နှစ်အိုးခွဲပြီးကြိုပါမယ်အရင်ဆုံးအုံးရည်ကြည်အလွှာအတွက်ပါဝင်တဲ့ပစ္စည်းတွေအားလုံးကိုအိုးထဲထည့်ပြီးတော့သမအောင်ရောမွေပါမယ်တအောင်နေရင်တော့မီးအလေလောင်နဲ့စပြီးတော့ကြိုပေးပါမယ်မီးအရင်မပြေးမှုသတိထားပါနော်ဆူလာပြီဆိုရင်အိုးဖုံးကိုပိတ်ပြီးတော့မီးပူပေါ်မှာပဲမီးအေးနဲ့ထားပါမယ်အုံးတို့အလွှာအတွက်ကိုလည်းပထမအလွှာလုပ်သလိုပဲပါဝင်ပစ္စည်းတွေအားလုံးကိုအိုးထဲထည့်ပြီးတော့ရောမွေပါမယ်ခဏနေရင်မီးပူပေါ်တင်ပြီးတော့မီးအေးအေးနဲ့ပဲကြိုပေးပါမယ်နော်။အုံတို့အိုးကနည်းနည်းလေးစပြီးဆူလာပြီးဆိုတာနဲ့မီးကလုတ်ကိုပိတ်ပြီးတော့တဝက်ကိုဗန်းနဲ့လောင်းထည့်ပြီးတော့အေးခံပါမယ်။အုံတို့ထည့်ပြီးသွားရင်ဗန်းထဲမှာမျက်နှာပြင်ညီညီလေးဖြစ်အောင်ဇွန်းဒါမှမဟုတ်ခရင်လေးနဲ့လိုက်ညှိပေးပါနော်။အုံတို့အိုးကိုတော့တခြားမီးပူပေါ်မှာပဲမီးအေးနဲ့ဆက်ပြီးတော့တင်ထားပေးရပါမယ်။10မိနစ်ဒါမှမဟုတ်ရင်15မိနစ်လောက်ရှိပြီဆိုရင်တော့ဘန်းထဲမှာအေးခံထားတဲ့အုံတို့အလွှာကိုလက်နဲ့စမ်းကြည့်ကြည့်ပါနော်အပေါ်ရန်နည်းနည်းလေးတင်းလာပြီဆိုရင်ပထမတော့ကမီးအေးနဲ့တည်ထားတဲ့အုံရည်ကြီးလွှာအိုးတွေကနေပြီးတော့ကြောက်ကြောရည်တဝက်ယူပြီးအုံတို့အလွှာပေါ်ကနေဖြည်းဖြည်းချင်းလောင်းထည့်လိုက်ပါမယ်နော်တအောင်ကြလို့အုံရည်အကြီးလွှာကအပေါ်ရန်နည်းနည်းလေးတင်းလာပြီဆိုရင်လေအုံတို့လွှာကိုအပေါ်ကနေလောင်းထည့်ပေးရပါမယ်။အဲ့ဒီလိုနဲ့အုံရည်အကြည်လွှာနဲ့အုံတို့လွှာကိုတလှည့်စီတလွှာပြီးတလွှာလောင်းသွားပေးရပါမယ်နော်။အလုံးပြီးသွားရင်တော့ကြောက်ကြောပန်းကိုအေးခံထားလို့ရပါပြီ။ဒီမှာသတိထားရမှာ2ချက်ရှိပါတယ်။နံပါတ်1အချက်ကနောက်အလွှာမထည့်ခင်မှာအရင်ထည့်ထားတဲ့ကြောက်ကြောအလွှာကိုလက်နဲ့စမ်းကြည့်ပြီးတော့အပေါ်ရန်တင်းလာမှသာနောက်အလွှာအတွက်ကြောက်ကြောရည်ကိုဖြည်းဖြည်းချင်းလောင်းထည့်ပေးပါနော်။နံပါတ်2အချက်ကအုံးရည်အကြည်နဲ့အုံးတို့အိုးတွေကိုကြိုတဲ့အခါမီးအရန်ပြင်းလို့မရပါဘူး။တလွာနဲ့တလွာကြားထဲမှာလည်းကြောက်ကြောအိုးတွေကိုမီးအေးအေးလေးနဲ့နူးနူးလေးဖြစ်အောင်ထားပေးရပါမယ်။အုံတို့ကြောက်ကြောကခဲသွားပြီဆိုရင်တော့စိတ်တိုင်းကြလီပြီးတော့စားလို့ရပါပြီအခုကြောက်ကြောလုံနည်းကလုံရတာအရင်မခက်ပေမဲ့တခြားကြောက်ကြောလုံတာတွေထက်တော့နည်းနည်းတော့အချိန်ပိုပေးရပါတယ်အချိန်ပေးရတာနဲ့တန်အောင်အလွှာလေးလွှာနဲ့အုံတို့ကြောက်ကြောကအမြင်လဲစမ်းသလိုအရသာကလည်းချူချူအေးအေးလေးနဲ့ဆိုတော့တော်တော်လေးစားလို့ကောင်းပါတယ်။ပါဝင်တဲ့ပစ္စည်းတွေကလည်းအလွယ်တကူဝယ်လို့ရနေတာမို့အဆင်ပြေရင်လှုပ်စားကြည့်ပါနော်။ဘုံတို့ကြောက်ကြောမှာပါဝင်တဲ့ပစ္စည်းနဲ့အချိုးအစားတွေကိုလည်းဗီဒီယိုရဲ့ description မှာရေးပြပေးထားပါတယ်။နောက်ထပ်လည်းအခုလိုစားလို့ကောင်းပြီးတော့အရသာအသစ်အမြင်သစ်တဲ့ကြောက်ကြောလုံနည်းလေးတွေကိုမျှဝေပေးမှာဖြစ်လို့ကျမရဲ့ YouTube channel လေးကို subscribe လုပ်ထားဖို့နဲ့ကြောက်ကြောလုံတာနဲ့ပတ်သက်ပြီးတော့မေးချင်တာသိချင်တာရှိရင် comment မှာရေးထားခဲ့ပါနော်အခုဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like and share လုပ်ပေးဖို့လည်းတောင်းဆိုပါတယ်ဒါဆိုရင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် bye bye